ဖြောင်းတမ်းမှာသွားကြိုင်လာတော့လက်မြွန်ပကွက်သားကြီးလက်ထဲမှာကျိန်တယ်လေစီးကျကြကြလှုပ်ရှားနေအောက်တွင်ရှိနေတော့ထီလင်းမြို့တကြီးငပြည့်ထွန်းအောင်ဒီသူဤကုတ်ပိုးပေါ်တို့ကျိန်တို့တစ်ချက်ကြတိုင်းတွန့်ကနေဖြစ်သွားသည်ပါဇက်တွင်မူအဝတ်ဆို့ထားတဲ့ဖြင့်အတံမထွက်နိုင်မဘေးတွင်သူအပြစ်ပေးခံရသည့်အလဲကိုစောင့်နေသည်ရောမြို့တကြီးငှောင်းနိုင်နှင့်မင်းရတကြီးငှောင်းစီတို့မှကြောက်လန့်တုံလို့ဆိုဖြင့်ကျေးတိုက်ရှိကွက်လက်တွင်ဖြစ်ပျက်နေတော့ထုံမြင်ကွင်းကိုမတုံကမြင်းပေါ်မှတေချာကြည့်နေသည်ထို့နောက်မြင်းပေါ်မှဆင်းသက်လိုက်အာနာဘကွက်သားမှလက်ညောင်းနေပြီဖြစ်သည်ဖြင့်နောက်တူနှင့်အလဲပြောင်းလောက်ခါဆက်ရိုက်နေကြ၏သူတို့ရှေ့တွင်လွတ်စီနှင့်တူကျင်ရီမှတ်နေတော့စကိုင်းအမှုတန်းဟောင်းတီရီကျော်ထင်ငောင်ရှိရတို့မတုံကရှောက်သွား၏ကွာဘယ်သူတွေလဲဗျဒီလောက်ရိုက်နေရတာထီလင်းမြို့တကြီးနဲ့ရောမြို့တကြီးတွေလေဗျဘာဖြစ်လို့ဒီပြစ်ဒဏ်ကြနေရတာလဲဗျာငကြံကိစ္စများလားငကြံကိစ္စလည်းပါကောင်းပါနေတာပေါ့အခုဟာကလွန်ခဲ့တဲ့လကထီလင်းမြို့သားကြီးငကြံကိုလည်းနေနှင်းခဲ့တယ်မဟုတ်လားအဲ့ဒီတော့လွတ်နေတဲ့ထီလင်းသားယာတူးကိုမင်းတရားကြီးကမိဘခေါင်ကြီးခင်ရွန်းဆန်ကိုပေးခဲ့တယ်ဗျဒါကိုဟော်ဒီကမြို့တကြီးတွေကမကျေနပ်ကြဘူးရှေ့ဘရင်တွေရဲ့ဗရေဒရစ်စင်လာရထီလင်းမြို့သားထီလင်းစော်ဘွားယာတူးဟာထီလင်းနယ်တွေကတစ္ဆာတော်ခံမြို့တကြီးရွာတကြီးတွေကပဲဘရင်ကရွေးကောက်ပေးရယူထုံးစံရှိရဲဆိုပြီးရှေ့ဘရင်ဆက်ဆက်ကအမိန့်တော်တွေကိုယူပြီးဘရင်ကိုတွားလျှောက်ကြတယ်လေအဲ့ဒါနဲ့ဟိုကစိတ်ဆိုးပြီးကုတ်ပိုးကိုအချက်တရာစီကျင်ရိုက်ဖို့အမိန့်တော်ပြန်တန်းထုတ်ပြီးပြစ်ဒဏ်ချလိုက်တာပဲဗျာငွတ်တုံကတက်ပြင်းချလိုက်သည်မကြခင်ဟန်တာဝီကိုစစ်ထွက်ကြတော့မှရောထီလင်းဆိုတာကရွှေဘုံနဲ့အင်းဝအတွက်မဏိပူရရန်အတွက်နေကြားဆောင်ကင်းမြို့တွေပဲဒီမြို့တွေမှာဩဇာကြီးပြီးအတွေ့အကြုံရှိတဲ့မြို့သူကြီးရွာသူကြီးတွေကိုဒါမြို့သားရာထူးပေးပြီးချစ်မြောက်တင်တာပေါ့သူတို့လျှောက်တာလဲမှန်တာပါပဲဟေးဘုံမင်းတိုးတက်တာလုပ်ပါဗျာကြမ်းကြလေကြကိုပါရာဇဝတ်တင်မဲ့စကားကြီးဟုတ်ပါပြီကျုပ်တခုတောင်းပန်နေတယ်ဗျာအခုမကြခင်ဟန်တာဝီကိုစစ်ထွက်မဲ့ထဲမှာတိုက်ရိုက်ခိုက်ကောင်းတဲ့ရောထီလင်းတက်တွေလည်းမပန်းဖြစ်ပါမယ်မဟုတ်လားအဲ့ဒီတက်တွေကိုဒီလူတွေပဲခေါင်းဆောင်ရမှာလေရိုက်တဲ့နေရာမှာလဲနည်းနည်းတော့အချက်ရခိုးပေးပေါ့ဗျာဖော့ရိုက်တန်တင်ဖော့ရိုက်ပေါ့စစ်ထွက်တဲ့အခါကျုပ်တို့ခမရတို့နဲ့ဒီလူတွေတိုးတဲ့စားပေါ်စားပဲလို့ကုန်းယုံတိုက်ကြရမှာပဲအဲ့ဒီကြမျက်နှာနာစရာကောင်းတယ်ငောင်ကမတွန်ရှိတို့ကိုခက်ရွရွတိုးလာလိုက်သည်ဘကက်သားတွေကိုလည်းကြုံမာထားပါတယ်နောက်ပိုင်းကျခက်ဖြည်းဖြည်းပဲရိုက်ဖို့နဲ့အကျဉ်းရလျှော့ဖို့စိတ်မပူပါနဲ့ဘုံမင်းမတွန်ကမြင်ကွင်းကိုစိတ်မတက်တာစွာကြည့်ရင်မြင်းပေါ်လိုတက်လိုက်သည်ထို့နောက်သူ၏နေအိမ်ရှိရာတို့ဥတီသွား၏မတွန်၏နေအိမ်တွင်ရွှေကျူငအိုးတို့နှင့်တူအောင်စရ၏ညီဝမ်းပွဲငနဲတို့ပါရောက်ရှိနေကြသည်ရှင်ထွေးဘူးကတားချောက်များရွေနေခြင်းတို့ဖြင့်ဧည့်ခံနေ၏လူစုံတက်ဆုံပါလားကိုလူတို့ရွှေကျူ၏မျက်နှာမှာပြုံးရှင်နေသည်မကြခင်ကျုပ်တို့ဟန်တာဝီကိုချီရတော့မယ်ဗျကာမကြောက်အိုးပန်းကုန်းရွာတွေမှာသရိုးကျော်သူနဲ့ယမတီရီတို့ရဲ့ရိတ်ခါထောက်စပယ်ကြီးတွေဆောက်လုပ်ပြီးပြီလို့စာပို့လာတယ်ဒီတော့တပတ်ခါကြာရင်စင်ခင်ဖို့တက်မှုစုံကြီးညီလာခံဝင်ရမယ်လောလောဆယ်မင်းတရားကြီးကအကျန်းဖြင်းတတ်မှတ်ထားတဲ့စင်ကားစဉ်ကိုတီးခဲ့ရလို့ခမ ्या ကိုအဲ့ဒါလာအကြောင်းကြားတာဘုတွန်းကိုကြီးတွန်းကျွန်တော်ကကိုကြီးတွန်းနဲ့သူတရက်ထဲတွဲချီရမှာလေဗျာယခုမှစစ်ပွဲကြီးကိုစချီရမည်ဖြစ်သည့်ငနေကအဝင်ပြောလိုက်သည်ဟုတ်တယ်ဘုတွန်းကျုပ်ညီကိုခမ ्या နဲ့တွဲချီတဲ့ဖို့အမိန့်တော်ချထားတယ်အဲ့ဒါခမ ्या ကြီးစုရှောင်းရှောင်းရအောင်လာပြောတာအင်းဒီမဲ့ကိုရွှေကျူရဲ့ကျုပ်ကဘယ်သူဖြစ်ဖြစ်ကျုပ်ရဲဘော်ရဲဘက်ဆိုစစ်ပွဲထဲမှာစောင့်ရှောက်ပြီးသားပါဗျဒါနဲ့ခမ ्या ကရောဘယ်တက်နဲ့ချီရမှာလဲကျုပ်ကတော့အင်းဝါတီဖောင်နေလိုက်မယ်ပြီးရင်စော်ဘွားတွေမြို့တကြီးတက်တွေနဲ့တူတောင်ငူချောင်းကိုချီရမှာဗျငအိုးကတော့ခမ ्या တို့လိုလေချောင်းချီပဲခမ ्या နဲ့ချီရမယ်တက်တွေထဲမှာထီလင်းတို့ရောတို့ကမြို့တကြီးတွေရောပါရက်လားပါတာပေါ့ဗျာထီလင်းရောနယ်ကလူတွေကရှေ့တန်းကနေတိုက်ရိုက်ခိုက်ရိုက်ကောင်းတဲ့လူတွေပဲဒါဆိုခမ ्या နဲ့အတူတိုက်မဲ့လူတွေကျိန်တန်ခံနေရတာခမ ्या သိရဲ့ပေါ့ရွှေကျူကစိတ်မကောင်းပါဖြင့်ကောင်းကုန်သွား၏ကျုပ်ကြားပြီးပါပြီကြားပြီးပြီဆိုဒီတိုင်းမနေနဲ့ကိုလူဟေးထွေးဘူးရေခဏကွယ်အိတ်ခမ်းတဲ့တွင်ရှိနေတော့ထွေးဘူးကထွက်လာသည်တလောကအကိုဒဏ်ရာရလာတော့တမားတော်လိမ့်ပေးတဲ့ဆေးတွေများပိုသေးလားကွယ်အများကြီးကြံပါလေတဲ့ကိုကောင်မလေးတွေကိုအဲ့ဒီဆေးတွေယူခိုင်းပြီးဟော်ဒီကကိုရှိကျူနဲ့လိုက်တော့ခိုင်းကြီးကွယ်ဒီမဲ့ဟဲ့လူအခုသူတို့ကိုကြေးတိုက်ရှိမှကျိန်နန်စီရင်နေလေရဲ့ကိုလူကသူတို့တက်မင်းနေနဲ့ချီရမှာဆိုတော့ကိုရဲဘော်တွေကိုကြည့်ရှုတင်တယ်ကျုပ်အင်္ဂါကောင်မလေးတွေကိုခေါ်သွားဟိုရောက်ရင်သူတို့ကိုဆေးလေးပါလေးလိမ့်ပေးပြီး
ပြုစုကျွေးမွေးတင်တာပါကျွေးမွေးပါဗျခမ ्या ကိုလှုပ်တာကိုစိတ်ခုနေရင်တောင်ကျုပ်တို့ကပြန်ဖြေပေးရတာပေါ့ငိုးမင်းမလိုက်ခဲ့ကွာချေရတိုက်မယ်ဆိုလို့လိုက်ခဲ့တာမောင်မင်းကောင်ကြီးတွေကိုဆေးလိမ့်ပေးရမယ်ဆိုရင်တော့ငါဖြစ်မလိုက်နိုင်ဘူးဟာဆေးရကောင်မလေးတွေလိမ့်ပေးမှာပြီးရင်သူတို့ကိုပါခေါ်ပြီးတခါတည်းထမ်းတော်ကိုတွားကြစို့လေရောသားထီလင်းသားများထမ်းရည်ကောင်းတဲ့တွေ့ရင်အကုန်မိတ်ရွာတတ်တဲ့မျိုးဟာကြည်ကြတာပေါ့လေငါတို့ကဒီတပွဲတော့အတူတူစစ်မတိုက်ကြရပဲတက်စီတိုက်ရမှာဆိုတော့ရွှေဘိုမှာရှိတုံးလေးငါလူတိုက်တဲ့ထမ်းရည်ကိုနောက်ဆုံးအနေနဲ့တောက်တာပေါ့ရွှေကျူနဲ့ငိုးတို့ကငတွန်အိမ်မှအစိခံမင်းကလေးများနဲ့အတူထသွားရန်ပြင်လိုက်သည်ဖိုးကောင်းလေးငနဲ့မင်းမလိုက်သွားနဲ့မင်းကငါနဲ့အတူစစ်တိုက်ရမှာဆိုတော့ငါတို့စကားပြောဖို့လိုတယ်ငနဲမှာမထိုင်ရင်ထိုင်ရင်နဲ့ပြန်ထိုင်ချလိုက်ရ၏1955ဇန်နဝါရီ23ရက်ကြောင်မြောင်းစိတ်စစ်ချီခါတော့ရောက်ပြီမောလောင်ဖျားဦးအောင်စရာကိုယ်တိုင်လိုက်ပါမိဖောင်ကြီးပေါ်မှာပုံတော်များကြီးခ ्यू တင်တဲ့များထွက်ပေါ်လာသည်စစ်ချီစီတော်ဆောင်ကစတင်တိခတ်လိုက်မိဘခေါင်းကြီးခင်ယွန်းဆန်ကဦးအောင်စရာအားရှစ်ခိုးကြော်ပြီးနော်ဖောင်ပေါ်မှဆင်းသက်သွားသည်စော်ဘွားမြို့သားတို့ပါဝင်တော့ကြီးတက်ရှစ်တက်ကအင်းဝါတို့စတင်ထွက်ခွာပြီးဖြစ်သည်ရေသက်တွင်ဦးအောင်စရာနှင့်သူတားတော်မောင်လောက်မောင်ရွာညီတော်ရွှေကျူရောက်ဖတော်ငအိုတက်မှုများဖြစ်တော်ငတွန်းခင်လက်ဘူငရွှေရီစင်နှင်းဘူငကြောဆန်ရင်တော်ဘူငပန်းထွေနေမျိုးနန္ဒမိတ်ငတော်မင်းရဲ့စီတူငနဲလက်ရဘလူငညိုတူတိတိဖြန့်ချီငတာမြတ်တို့73တက်ကရေချောင်းချီရမည်ဖြစ်သည်ဝေါအောင်စရာ၏ဖောင်းတော်ပေါ်တွင်မိဖုရားစန္ဒာမဟေမြတ်သားတီတို့လိုက်ပါရသည်မန္တန်ရရတက်ကျွမ်းသူဗေဒင်ပညာရှင်များပိတုကာပပဲဗဟုပညာရှင်များဆေးသမားတော်တချင်းတယ်များသည်ဖောင်ပေါ်တို့အစုဖွဲ့လိုက်ပါရမည်ဖြစ်သည်မတုံကအောင်စရာ၏ဖောင်းနှင့်ကက်လျက်လိုက်ပါရတော့ရဲလေကြီးရှေ့တွင်မတ်တက်ရက်လျက်ရှေ့သူယူတို့သာစိုက်ကြည့်နေသူ၏မျက်နှာတို့ကြလာတော့ရေမွန်ရေဆက်များကြောင့်နဘေးတို့ကြည့်လိုက်သည်တကြံခါတွင်တုံးရေမလောင်းလိုက်ရလို့လေမိပြန်ငယ်အယောင်ဆောင်ဖြင့်ဖောင်းတော်နဘေးတွင်ထိုင်နေတော့မြတ်သားတီကအပြုံးတဝက်ဖြင့်ပြောလိုက်မိဗျာကျန်းကန်းတာလို့မှာပါသာမတုံကလက်အုပ်ချီကအတန်မန်ဖြင့်ပြန်ပြောလိုက်ပို့တာတဲ့မြတ်တာတွေကြောင့်မာပါရှင်မာပါမြတ်သားတီကခက်ရွရွပြောရင်လက်တစ်ဖက်ဖြင့်ရေပြင်ကိုသာထိခတ်ဆော့ကစားနေမတုံကကမ်းပေါ်မှလူအုပ်ကြီးထဲမှရှင်ထွေးပုများသူတို့နှုတ်အားအကဲခတ်နေမိလားဟု၍တွေ့ဖြင့်ကမ်းပေါ်သို့လှမ်းကြည့်လိုက်သည်လူအုပ်ကြီးကကမ်းလုံးကျွတ်မြများပြားလာသည်ဖြင့်မြည်သူမြည်ဝါမတွေ့ကွယ်စစ်ချီစစ်မောင်းတံများကလည်းဆူညံနေသည်လေငယ်တစည်းကသူ့ရှေ့မှဖြတ်သွားသည်ငိုး၏စနီးနှင့်တားငယ်ကလေပေါ်ထိလိုက်ပို့ပြီးနောက်ကမ်းတို့ပြန်ကြခြင်းဖြစ်ခက်လန်းလန်းတိုက်လေကြီးပေါ်မှာငိုးကိုကြည့်ရင်တားငယ်ဖြစ်သူကတဝါဝါအောင်ကိုနေသည်ဒီနေ့တော့တန်ရောစင်အမြင့်တန်းတွေကြီးမြင်နေရပါလားကွယ်ယောအော်စစ်ထက်ယောက်ျားတွေချင်းသူတို့ငါတို့များတော့ရေပက်ဆောက်မဲ့လူမရှိလေပေါ်ထိလိုက်ပို့မဲ့လူမရှိဖောင်းတော်ပေါ်တွင်ရှိနေသည့်ရွှေကျူကငတွန်ကြအောင်ခက်ကြဲကြဲအော်ပြောလိုက်ငတွန်ကရွှေကျူကိုအတန်မထွက်ပဲဟန်ပန်အမူအရာဖြင့်ဆဲရေးလိုက်သည်မကြမီဖောင်းတော်နှင့်သူတိုက်လေကြီးများစတင်ထွက်ခွာပြီးဖြစ်သည်ရေနံကျောင်းမြို့အောက်ပဲမြစ်ပြင်တွင်ကတိုက်ပွဲကပြင်းထန်နေသည်ရှေ့ပြေးဖြစ်ထွက်ခွာသွားခဲ့သည်စီတာမင်းကြီးဦးစည်းစိန်ရဲဆက်ကြော်ခေါင်ခင်ပါရာဇကုံမှန်ထွေးတို့လေသက်သုံးသက်သည်တိုက်လေ900ပါဝင်တော့ဗညာကျင်တက်နှင့်ထိတ်တိုက်တွေ့ဆုံနေကြ၏ဗညာကျင်တက်မှလေများမှာမြစ်ကြောင်းပြီးမြခင်းကျင်းထားပြီးအမြောက်တနက်များစွာတင်ဆောင်ထားကြသည်သို့တော့စီတာမင်းကြီးမိုင်းတက်တဲ့လေကြီးမှာရှေ့တော့မတက်သေးပဲပေါ့ပါသည့်လေငယ်များကဟန်တာရီလေတက်သူတင်းတို့အတင်းထိုးဖောက်ဝင်ရောက်ကြသည်ဟန်တာရီလေတက်များပေါ်တို့အနီးကပ်ဝင်ရောက်ထိုးခုတ်ကြသဖြင့်အမြောက်တနက်တို့မှာအနီးကပ်တိုက်ခတ်ပွဲတွင်အတုံးမဝင်ဖြစ်ကြ၏ဟန်တာရီလေစုကိုရုံးရင်ဆန်ခတ်ဖြစ်အောင်ပြုလုပ်ပြီးနောက်လေလင်အားလုံးပြန်လည်ဆုတ်ခွာကမိုင်းတဲတဲ့လေနှင့်ပူးပေါင်းလိုက်ကြသည်ထိုချိန်မှာမိုင်းတဲတဲ့လေရှိအမြောက်များဖြင့်ပြစ်ခတ်ကြသဖြင့်ပြိုကွဲနေပြီဖြစ်သောဗညာကျင်တက်မှာရေစုံတွင်ဆုတ်ခွာထွက်ပြေးရသည်မိုင်းတဲတဲ့ကြီးပေါ်မှာအမြောက်စိန်ပြောင်းများပြစ်ဖောက်လျက်တလက်ဆက်လိုက်လံတိုက်ခိုက်သည်ဗညာကျင်တိုက်လေ900ပါစစ်ဦးလေတက်မှာလဲလဲအပြိုပြဖြင့်ဆုတ်ခွာလာသည်ကိုမြင်တော့အခါစင်းညံကျွန်းတွင်တက်ဆွဲနေသည့်တိုက်လေနေရာကျော်ရှိတလပိုင်းတက်များပါခုခံတိုက်ခိုက်ခြင်းမပြုပဲအတားအရာပင်ဆုတ်ခွာဟန်ပြုလိုက်သည်ရှေဘိုလေတက်များလည်းစိတ်သက်တက်ကြွကနောက်မှအားကုန်လိုက်ကြ၏ဦးစီးစိန်ကွက်ကဲတော့မိုင်းတဲလေကြီးမှာအားချိုးမှန်တက်အလိုက်လွန်ကတစည်းတဲ့ကျွန်းထွက်သွားသည်ထိုအခါကျမှဆုတ်ခွာဟန်ပြုတော့တလပိုင်းတိုက်လေနေရာနှင့်အနောက်တွင်အတင်းဆောင်ဆိုင်နေတော့
ဒေါ်ဆွေရစိတ်တိုက်လေနေရကမိုင်းတဲတဲကိုဝိုင်းညက်ကတိုက်ခိုက်ကြ၏ရွှေဘိုသားတို့ရေတပ်တွင်အဓိကလက်နက်ဖြင့်တုံးပြူပြီးမိုင်းတဲတဲကြီးအားအရယူရန်ကြံစီထားသည့်တလပန်း၏ပြည့်ရတဲ့တို့ဦးစီးစိန်မှာတိုးဝင်မိလျက်တာဖြစ်သွားသည်ဟန်တာရီလေတပ်၏အသေးမဲတိုက်ခိုက်မှုကြောင့်မိုင်းတဲတဲပေါ်မှာပေါ်တူဂီမြောက်တပ်သားများပတိတနက်ကင်များကြဆုံးကုန်ကြသည်မိုင်းတဲတဲပေါ်မှာရွှေဘိုအမှုထမ်းလူမျိုးစုံ300ခန့်ကြဆုံးသွားပြီဖြစ်သွေးများဖြင့်ရွှဲနှင်နေတော့မိုင်းတဲတဲပေါ်သို့ဟန်တာရီတပ်သားများတက်လာနိုင်ကြပြီဖြစ်သည်ဦးစီးစိန်နှင့်လူ30ခန့်သည်တင်ကြီးတို့များလမ်းရှည်များဖြင့်လေဦးထိဆုတ်ကာခုခံနေကြရ၏ထိုအချိန်တွင်မြောက်တံများဆက်တိုက်ထွက်ပေါ်လာပြီးဝန်းရံထားသောဟန်တာရီလေချိုနစ်မြုပ်ကုန်ကြသည်ရဲဆက်ကြော်ကောင်ခင်ပါနှင့်ရာဇကုံမှန်ငထွေးတို့၏တပ်များကမိလာပြီးဖြစ်ဖြင့်မြောက်ငယ်များဖြင့်ပြစ်ခွင်းကအတင်းတိုးဝင်ကြသည်ရဲဆက်ကြော်ကောင်တပ်မှလေတော်သားချို့မှရေကူးပြီးမိုင်းတဲတဲပေါ်သို့တက်ရောက်ခုခံကြသည်ထို့နောက်လေကိုလွတ်မြောက်ရာသို့အတင်းလော်ခတ်ထွက်ပြေးကြ၏ရွှေဘိုလေတပ်3တပ်မှဟန်တာရီတပ်များကြားမှထိုးဖောက်ကပြည်မြို့ကျောင်းကြီးစိတ်တွင်စိုက်ကပ်လိုက်ကြသည်နောက်ဘက်မှာဟန်တာရီလေတပ်များကလည်းလိုက်လာနေကြပြီဖြစ်အားလုံးလောင်လုံးတွေဖြေးကြစီတာမင်းကြီးကလန်ရှေကိုဝွန်ကဖြင့်မိန်ပေးလိုက်လေတပ်များပေါ်ရှိရွှေဘိုသားများ၏ဆန်ရှည်များမှာဖားလျားများချပြီးမြစ်ပြင်တွင်တိုက်ခတ်နေသည့်လေတလွန်းလွန်းနှင့်ဖြစ်နေကြသည်ထိုမြင်ကွင်းကိုပြည်မြို့ရိုးပေါ်တွင်ရှိနေသောစလေဝန်နှင့်ပခန်းဝန်တို့ကလမ်းမြင်သည့်အခါမွန်ဆန်ဖြတ်သားသည့်ဟန်တာရီတပ်သားများမဟုတ်ပဲမုတ်ဆိုးပေါ်မှတပ်သားများဖြစ်ကြောင်းသိရှိကာပြည်မြို့တွင်မှတပ်သားများကိုမြစ်စိတ်တို့ဆေလွတ်ကြ၏ဟန်တာရီတပ်များလည်းဆက်မလိုက်ကြတော့ပဲပြည်အောက်ဘက်ရှိစောပြတပ်တို့တွားရောက်ပူပေါင်းကြတော့သည်ဇန်နဝါရီ15တွင်ဝေါင်ဇေယျ၏ရေတပ်မှအင်းဝတို့ဆက်ရောက်သည်အင်းဝရောက်တွင်ညီတော်သလိုတင်ကတူပွဲခံရွှေကျူသည်မြို့သားစော်ဝါတပ်များနှင့်ပူးပေါင်းကတောင်ဟူတို့ကြီးချောင်းချီတက်သွားခဲ့သည်ဝေါင်ဇေယျ၏လေတပ်ကြီးမှဆက်လက်ဆုံဆင်းလာခဲ့ရာ1955ဇန်နဝါရီ18တွင်ကာမမြို့သို့ရောက်ရှိလာသည်ရိတ်ခါထောက်စခန်းများတိဆောက်ရန်တွားနှင်ခဲ့သည့်တရိုးကျော်သူယမတီရီတပ်တို့ကဝင်ရောက်ပူးပေါင်းလာသည်အောင်စရ၏ရေတပ်ကြီးသည်ပြည်မြို့သို့ဆိုက်ကပ်လာသည့်အခါဟန်တာရီတပ်မှုများမှစစ်ရေးအစီအမံများကိုပြောင်းလဲပစ်လိုက်ကြသည်ထိုးစစ်ဆင်ခြင်းမရှိဘဲရွှေဘိုတပ်များ၏ပတ်ချာလည်မှအဝိုင်းကရိတ်ခါဖျက်တောက်ရန်ကြံရွယ်ကြသည်ရွှေဘိုတပ်များ၏ရိတ်ခါထောက်တပ်များဖြင့်ရေချောင်းမှဆက်သွယ်မရစေရန်ရွှေဘုံသာရေးလက်ကြားတွင်လခွန်းအိမ်၏တပ်ကစီးဆိုနေသည်ကြီးချောင်းမှရိတ်ခါမပို့နိုင်စေရန်ပညာအက်ကတပ်များကအနောက်ဘက်တွင်စီးဆိုထားသည်ဟန်တာရီမြင်းမူမင်းသားပညာတလအောင်စာပညာကျင်စောပြစသည်ဟန်တာရီထိတ်တန့်တပ်မှုများပါဝင်သည့်တပ်ပေါင်းစုမှာပြည်မြို့ရိုး၏အထက်စီးဖြစ်သောရွှေစံတော်ကုန်းတွင်တစ်သက်ကြီးအခိုင်မှာတိဆောက်ကစုပေါင်းနေကြ၏တလပန်းနှင့်ဒေါ်ဆွေရဆက်မှာမြေအောက်ဖက်တွင်လေတပ်မှအမြောက်များဆင်ကအသင့်ပြင်ဆင်ထားသည်အောင်စရကတပ်ပေါင်းစုကိုမတိုက်စေဘဲရိတ်ခါထောက်များကိုပိတ်ဆို့ထားသည့်တပ်များကိုဦးစွာတိုက်ခိုက်စေခဲ့သည်၎င်း၏တပ်နှင့်ပညာအက်က၏တပ်များကိုစစ်ကြောင်းတစ်ကြောင်းဖြင့်ဖြိုဖျက်တိုက်ခိုက်စေရာဇန်နဝါရီ30တွင်၎င်းအိမ်နှင့်ပညာအက်ကနှစ်တပ်လုံးပြတ်ခါရွှေစံတော်တပ်တို့ခုံဝင်ကြရသည်ထိုတပ်နှစ်ထပ်ကိုတိုက်ရာတွင်တနက်နေရာအမြောက်ဆဲလက်ရရှိလိုက်ရွှေဘိုသားဟေ့1955ဖေဖော်ဝါရီ6ရက်အော်ဟစ်ကျင်းဝါးတဲ့များနှင့်သူရွှေဘိုတပ်များသည်အလုံးရင်းဖြင့်ထိုးစစ်ဆင်ဝင်တိုက်ကြပြီဖြစ်သည်လွန်ခဲ့သည့်ရက်များကဟန်တာရီတပ်များထွက်လာစေရန်စစ်ရေးမြူခဲ့တော့လဲဟန်တာရီတပ်များမှထပ်မတိုက်ခဲ့ကြတပ်ထိတ်မှအမြောက်လက်နက်ကြီးများကူဖြင့်တရဇက်ပစ်ခတ်နေသဖြင့်အနာမကရဲပဲရှိနေကြသည်ထိုအခါအောင်စရသည်ပြူဟာတစ်မျိုးပြောင်းခဲ့ပြန်၏အုံနောက်ရာငဖြိုးနှင့်အမကန်လူ20ကိုပြည်မြို့တွင်တို့ခိုးဝင်စေကတိုက်ခိုက်စေခဲ့တော့လဲမြို့ရိုးနီးတို့ပင်မချိကပ်နိုင်ပဲပြန်လာခဲ့သဖြင့်ကွက်မြက်ဖြစ်ခဲ့သည်အောင်စရနှင့်သားတော်များသည်ရွှေစံတော်ခံတပ်နှင့်အပြိုင်တည့်နေတော့ပြည်မြို့တို့ဝင်ကအခြေအနေကိုစောင့်ကြည့်ကြ၏နောက်ဆုံးတွင်အမကန်တပ်မှုဖြစ်သောငတွန်းငအိုးတို့ဥဆောင်ကတပ်များကရွှေစံတော်တပ်များကိုအသေးခံထိုးဖောက်ရန်ဆုံးဖြတ်လိုက်ကြသည်စစ်ပွဲကြီးတစ်ခုကိုတပ်မှုဖြစ်စတင်ဦးစီးရတော့မင်းရဲ့စီတူဘွဲ့ခံငထဲမှာတက်ကြွနေကျုပ်ရှိကတက်ခွင့်ပေးပါကွေးတို့မလုံးနဲ့ဒီကောင်တွေကပြည့်ရဲ့ကျွဲတယ်သူတို့ခံတပ်ပေါ်မှာဘာတွေစီမံနှမ်းမှမသိဘူးမင်းကအနောက်ကနေငါတက်ကိုရန်ပြီးလိုက်တို့ကိုသူတို့ကဖိတိုက်နေတဲ့ချိန်မောင်အိုးကတောင်ပချမ်းကနေပတ်ပြီးခံတပ်ကိုဖြိုးငတွန်းဒီရှောင်းကိုဖြေကစပင်ကိုဖြန့်လိုက်သည်ထို့နောက်အပေါ်အင်ဂျီပလာချင်းလျက်ပါလီကွေးကိုပခုံးတွင်ဆွတ်လျက်ဓာရှည်ကိုဝင့်ကွာကျုံးဝါလိုက်တော်သည်ရွှေဘိုသားဟေ့ငတွန်းနှင့်တပ်များမှာခံတပ်စီယိုခြေတို့ပင်ရောက်သွားကြသည်တပ်များမှာကျိုးများလင်းလေးများဖြင့်ပြစ်ခတ်ကြတော့လဲမြို့ရိုးမှငြိမ်သက်လျက်ပင်တစုံတရာထူးဆန်းနေသည်ဖြင့်ငတွန်းကသူ၏တပ်များကိုရက်ရန်ချက်ပြလိုက်ကက်လျက်ပါလာတော့ငနေက
မချစ်မရဲဖြင့်လှမ်းអော်သည်ကိုကြီးတွန်ဖိတိုက်တော့လေဒီကောင်တွေကြောက်ချေးပန်းပြီးပြန်မတိုက်ရဲတာနေမယ်ငတွန်ကလက်ကာပြလိုက်တခုခုပဲဟဲ့တတိနဲ့ပြန်ဆုတ်ကြငတွန်၏တက်များတဖြည်းဖြည်းပြန်ဆုတ်ကြသည်ထိုချိန်တွင်ရုတ်တရက်ငနေ၏အမိန့်တန်နှင့်အတူတက်များကညာတံပေးကခံတက်ကိုတစ်လုံးရှည်များဖြင့်တိုက်ရန်ပြေးတက်လာကြ၏ရွှေစံတော်မြို့ပေါ်မှာမီရှူပန်းတစ်ချက်တက်သွားသည်တပြိုင်နက်မြစ်ပြင်တွင်ရှိနေသောတလပန်းနှင့်ဒေါ်ဆွေရဇက်တို့၏တက်မှာပတိအမြောက်တပ်သားများကအမြောက်များကိုတပြိုင်နက်တည်းပစ်ခတ်လိုက်ကြ၏မြောက်ဆံများမှာရွှေစံတော်ခံတက်ရှိပတ်ချလဲတို့ကျလာသည်ထိုချိန်မှရွှေစံတော်မြို့ရိုးစီမှတနက်ကင်စစ်တီများရုတ်တရက်ပေါ်လာပြီးပစ်ခတ်ကြတော့၏ရှေဘိုတပ်များမှာအငိုက်မိသွားကြပြန်ပြီဖြစ်သည်စစ်ပရိယေကိုရိတ်ဖမ်းမိသဖြင့်ပြန်ဆုတ်နေသောငတွင်၏တပ်များနှင့်ရှေ့တို့တိုးတက်လာနေသောငနေ၏တပ်များမှာဒွေရောရက်တင်ဖြစ်ကုန်ကြသည်မြေဘက်မှပစ်ခတ်သည့်အမြောက်များကြားတေဆုံးကုန်ကြ၏ဟေ့ကောင်လေးမင်းလူတွေခေါ်ပြီးအလွတ်ဆုတ်တော့ငတွန်ကအော်ဟစ်အမိန်ပေးသည်နောက်ဘက်မှရန်လာတော့ငေါ၏တပ်များကငတွန်နှင့်ငနေတို့တပ်များဆုတ်နေရန်မြို့ရိုးပေါ်သို့တနက်များဖြင့်ဝန်းရံပစ်ခတ်ပေးကြသည်ဝိုးမြောက်စံတလုံးကငနေ၏အနားတို့ကျလာသည်ငနေ၏လက်တစ်ဖက်မှာဖွာကနေဖြစ်ကပြတ်ထွက်သွား၏ထိုချိန်တွင်ခန္ဓာတကားပွင့်သွားပြီးတနက်နဲ့စိတ်ကြိုက်ပစ်ခတ်နေတော့ဟန်တာရီတနက်ကင်စစ်တီတို့ကိုငတွန်နှင့်သူ့တက်ကပြန်လဲခုခံနေရသည်နောက်ဘက်မှလည်းမြောက်ဆံများတဖွဲဖွဲငိုးကလက်ပြတ်သွားပြီဖြစ်တော့ငနေကိုဆွဲကူရန်ရှေ့တက်လိုက်ခန္ဓာအမြင့်မော်တွင်ရှိနေတော့ဗညာတလာအောင်စာကကွာတော့ရှေထောက်ထားတော့အင်္ဂလန်လှုပ်တနက်ပြောင်းရှေကြီးဖြင့်ရှေဘိုတက်မျိုးများရှိရတို့လိုက်ရှာနေသည်ရွှေကျင်ခတ်ခေါင်းပေါင်းနှင့်တက်မှုဝတ်ဆောင်ဝတ်ထားတော့ငိုးကိုတတိထားမိသွား၏ငနေကိုမြင်းပေါ်တို့တင်ပေးနေတော့ငိုး၏ကြောကုန်းမှာဖွာကနေပွင့်ထွက်သွားသည်ကိုတော်ကြီးငိုး၏တပ်သားများကအတင်းတိုးကာကွယ်ကြသည်သို့တော့မမီတော့ဗညာတလာအောင်စာ၏အမိန်ပေးမှုနှင့်သူပေါ်တူဂီကျေးစာအမြောက်စစ်တီများကထိုနေရာတို့အမြောက်များဖြင့်လှမ်းပစ်လိုက်တော့သည်ဝုန်းမြင်းပေါ်မှငနေရောငိုးပါမြောက်ဆံများစိုက်ဝင်ပြီးသွေးလင်းလင်းဖြင့်မြေပြင်တွင်လဲကျနေသည်မတော်ကဟန်တာရီတက်များရှိရာဖိတိုက်ရန်ပြင်နေစဉ်ပြည်မျိုးရိုးဘက်စီမှတဘိုးခေယာမုတ်တန်ကြားလိုက်ရ၏အောင်စရထံမှတက်ဆုပ်ရန်အမိန်ပေးတယ်ငိုးမင်းတို့ရင်ဆိုဟိငါခံတိုက်နောက်ဘက်မှမြင်ကွင်းကြောင့်ငတွန်ပြောလက်စာစကားရပ်သွား၏ထိုစဉ်ဟန်တာရီခံတက်ပေါ်မှတနတ်တစ်ချက်ကငတွန်၏မြင်းကိုထိမှန်ကမြင်းလဲကျသွားသည်ငတွန်ကအနီးနားကကာတစ်ခုကိုကောက်ကင်ကလက်နှစ်ဖက်ကိုနောက်ပြန်လျက်ကြောကုန်းမှာကက်ကပြည်မျိုးရိုးရှိရာတို့မွေလေမွေခောက်ဆုပ်ပြေးတော်သည်